အားလုံးပဲမင်္ဂလာပါမုန်တိုင်းဖြစ်လာနိုင်ခြေရှိပြီးမြေကျွံခြင်းအပေါ်တက်ရောက်မှုရှိလာနိုင်တယ်ဆိုတဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်လာမယ့်3ရက်အတွင်းမုန်တိုင်းဖြစ်ပေါ်လာနိုင်ခြေရှိတယ်လို့မိုးစလပညာရှင်ဦးဝင်းနိုင်ကနိုင်ငံတကာမိုးလေဝသဌာနတွေနဲ့ဂျိုဒုတွေရဲ့ထုတ်ပြန်ချက်တွေကိုစောင့်ကြည့်ပြီးခန့်မှန်းပြောကြားထားပါတယ်မြန်မာနိုင်ငံအတွက်မိုးလေဝသခန့်မှန်းချက်တွေထုတ်ပေးနေတဲ့မိုးစလကျွမ်းကျင်သူဦးဝင်းနိုင်ကမုန်တိုင်းကြောင့်မိုးရွာသွန်းလာခဲ့ရင်အရေးပျော်ခြင်းဆိုတဲ့မြေအောက်ရေတိုးခြင်းတက်ရောက်မှုရှိလာမှာဖြစ်ပြီးငလျင်လှုပ်ထားတာကြောင့်ပြည့်ရွှင်းနေတဲ့မြေနေထားတွေကြောင့်မြေကျွံခြင်းတွေရှိလာနိုင်တယ်လို့သတိပေးထားတာပါမြေအောက်ရေတိုးလာပြီးအရေးပျော်ခြင်းဖြစ်လာရင်မြေတွေကျွန့်ကျသွားနိုင်တယ်။ဒါကြောင့်မုန်တိုင်းဟာအရေးတကြီးစောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်လို့ဦးဝင်းနိုင်ကဆိုပါတယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်မြန်မာနိုင်ငံအလဲပိုင်းနေရာတချို့မှာမြေကြီးတွေကရေတွေပန်းထွက်လာတာနှုံးရေတွေပန်းထွက်ရှမ်းထွက်တာတွေရှိနေတာဖြစ်ပါတယ်။ဒါအပြင်မုန်တိုင်းဖြစ်မဖြစ်ကိုလာမယ့်ဧပြီလ3ရက်နေ့မှအတိအကျသိနိုင်မှာဖြစ်ပေမဲ့အဲ့ဒီအချိန်မှသတိပေးမှုပြုလုပ်မယ်ဆိုရင်နောက်ကျသွားနိုင်တာကြောင့်ကြိုတင်သတိထားနိုင်ဖို့သတိပေးနေရတာဖြစ်တယ်လို့ဦးဝင်းနိုင်ကပြောပါတယ်။လက်ရှိအခြေအနေအရမုန်တိုင်းဖြစ်လာနိုင်ခြေဟာ40%ကနေ60%ကြားမှာရှိနေပြီးမြဝကျုံပေါ်ကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းအေရဝတီတိုင်းရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းအနောက်ချမ်းဒေသတွေကိုတက်ရောက်မှုရှိလာနိုင်တယ်လို့သိရပါတယ်။သူများတွေငလင်ကြောင့်ဒုက္ခရောက်နေကြတာကြီးမခံစားနိုင်ဘူးအခုမုန်တိုင်းဆိုပြီးဒီဖက်အေရဝတီကိုဗဟိုပြုပြီးဝင်မဲပါညာပြောနေကြတော့စိတ်ပူတယ်။ငါတို့ကအနိုင်ပိုင်းမြစ်ကမ်းနားတွေလေလို့မြောင်းမြဒေသခံတီးကပြောပါတယ်။ကျေးဇူးတင်ပါတယ်ရှင်